ရင်တော့မြမဂီတာလောကကိုအုပ်ဆိုးခဲ့တဲ့ဘယင်မာကြီးတစ်ပါးရှိအဲ့ဘယင်မာကြီးရဲ့တခြင်းတွေစောက်ဟမ်းမိုက်တယ်သူ့တမယာရှင်းမ guys ရင်တော့နာမည်ကြီးတဲ့ကေပေါ်တခြင်းတွေပါညာအားလုံးဘေးပဲတာမြန်မာနိုင်ငံမှာလုံးဝဂီတာလောကအုပ်ဆိုးနေတဲ့အဆိုတော်နုပညာရှင်း guys လက်ခံလိုက်ပေးသွားလိုက်ရှင်းရဲ့အပေါက်ဆုံးသချင်း wow man မြန်မာနိုင်ငံတနိုင်ငံလုံးဖွင့်တဲ့သချင်းမို့လို့ပေါက် damn နာမည်ကမို့လို့ပေါက်တယ် guys ကြော်ပြန်နှားထောင်ကြည့်အောင်ဒီသချင်းရဲ့အဓိပ္ပာယ် yes မို့လို့ပေါက်အမှအဲ့ဒါကျွန်တော်တို့ရဲ့တကယ်ဂီတဘယင်မာကြီးပါ guys အရင်တော့လာပြီ okay guys ready လောက်တာဘောင်းလို့ဆိုစသားတွေကိုဒီနေ့မှာကျွန်တော်တို့ကတေချာလေးနားလေအောင်စဉ်းစားမယ် guys ဘောင်းလို့ဆိုသူ့စာသားတွေလုံးဝအရင်ဒီဆိုဒီဆိုစကြည့်လိုက်အောင် yeah ဇေယျနဲ့ဆိုတာစောက်ရမိုက်တယ် guys yeah စောက်ရမိုက်တယ် guys အဲ့ဒီလုံးချိုင်းကိုကကျင်နေ disco music orgadon နဲ့တနေ့ခဏပါလေ oh god wow guys စာသားတွေက so deep ပဲ guys disco music orgadon နဲ့တနေ့ကို don't amazing guys လုံးဝ amazing man ကြည့်ရှင်းဆိုတဲ့နေရာကြည့်တယ် omikili အောင်နော် omikili နဲ့အောင်နော်တနေ့ကိုမုံတက် orgadon damn guys စာသားတွေလုံးဝ so deep ပဲ guys wow man ဒီဘေးမာကြီးကိုကျွန်တော်တို့ကလုံးဝ respect မပေးလို့မရဘူး guys 100% respect guys share ပဲဒါလိမ့်မယ်ရှုံရင်လည်းတေချာရှုံနေမယ်ဆိုရင်တော့မင်းတေချာလေးရှုံပလုတ်တွေလုတ်နေတာကိုပြောတာတနည်းပြောရင်တော့ယောက်ျားလေးတို့ပြောဖြစ်ပါတယ်ဒီဘက်ခင်းနေဆိုအကြိုက်ဆုံးသချင်းဖြစ်ပါတယ်ဘာလို့ဆိုယောက်ျားလေးအများစုကရှုံနေကြတယ်ပါ guys ဆိုတော့ရှုပ်တဲ့လူအားလုံးက small bb okay small bb okay so မရှုပ်ကြပါနဲ့ okay ရှုံနုံဘွားနုံနစ်ကျွန်းရှုံရင်လည်းတေချာရှုံလမ်းအဝေးကိုရောက်သွားပြီ guys ရှုံနေရင်သူပြောနေတဲ့အဓိပ္ပာယ်ဘာလဲဆိုရှုံနေရင်လမ်းအဝေးကိုရောက်သွားမှာ damn so deep ပဲ guys okay လမ်းဝေးရောက်သွားပြီလမ်းဘေးမှာပျော်နေပေါင်းတင်မလို့ဝစ်လက်တဲ့ damn မင်းကလေးတွေ့တိုင်းညောနေတာယောက်ျားလေးတွေဟုတ်တယ် guys မင်းကလေးကိုတွေ့တိုင်းညောနေကြဘာလို့တော့ wine ဒီဘက်ခင်းနေတကယ်လိုက်ဆုံးသချင်းပါ guys မျက်စိကြမ်းတဲ့ကြည့်နေမျက်စိကြမ်းတဲ့ကြည့်နေ guys ဘယ်မှာကြီးပြောနေလဲဆိုလိုရင်းဒိတ်ပဲဘာလဲဆိုတော့ guys ယောက်ျားလေးတွေကရီးသားရှိတယ်တခြားကောင်မလေးတို့လိုက်ပြီးကြည့်ဒါပေမဲ့ယောက်ျားလေးဘက်ကဘလို့ဖြည့်ရှင်းမလို့ယောက်ျားလေးဘက်ကနေရက်တီးပြီးတဲ့ဇေယျကိုလက်ခုပ်လေးတီးပေးလိုက်အောင် guys မိုးနဲ့မင်းနဲ့တီးတယ်မင်းတယောက်ထဲပဲညှိတွေ့တာမိုးနဲ့မင်းကတော့တီးတယ်မင်းတယောက်ထဲပဲညှိတွေ့တယ်ဆိုတော့ oh wow so deep guys so deep အပေါင်းအသင်းရှိရင်တော့လက်မှာပဲ၄ယောက်လုံးနဲ့ကတာကြိုက်တယ်အဲ့ဒါဘာဒိတ်ပဲမသိတာကျွန်တော်ထင်ပြောရမယ်ဆိုရင်တချင်းစာသားတွေကလေတိုင်းထွားပဲလားပဲဖြစ်မှာထင်တယ်ဒါကျွန်တော်ရဲ့ theory guys ရှင်း is တိုင်းထွားပဲလားဒီဘက်ခစ်နဲ့လုံးဝကြိုက်ဆုံးပဲ၄ယောက်လုံးနဲ့မှကတာကြိုက်တယ်ဆိုတော့ကလတ်တွေကိုပြောနေတာထင်တယ်ကျွန်တော်ထင်တယ် yeah ယောက်ျားလေးတွေကလတ်တွေဆိုရင်ကတာကြိုက်တယ်တဲ့ okay လိမ့်လို့ရပြီးအော်နေအဲ့ဘာဒိတ်ပဲဒါငါလည်းမသိတော့ guys ကျွန်တော်လည်းမသိတော့ okay ဘာဒိတ်ရကိုပဲကြတော့တော်နေခနန်းကြီးလေးလုံးကြိုနေငါနာမကနဲ့အော်တယ် guys စာလာရီ so deep ပဲ guys wow မင်းလည်းမသိတော့ခတ်တယ်ယောက်ျားလေးဖြစ်ရင်တော့ပွေးပါပဲ oh man ယောက်ျားလေးဖြစ်ရင်တော့ပွေးမှတေးကြတယ်ဒါပေမဲ့တခုရှိရဲ့သူဆိုတာစိတ်တိုက်အလန်းလေးတွေ့ရင်တော့ရှိုးမယ်မှာဟုတ်တယ်အဲ့ဒါဟုတ်တယ်ဒါလက်မခံတော့မရဘူးဟုတ်တယ်အလန်းလေးတွေ့ရင်တော့ရှိုးမှာဒါပေမဲ့တခုရှိချုပ်ကွက်လာပြီ guys ရင်ထဲမှာမဲ oh yes
oh yes oh yes လုံးဝနော်အဲ့တော့ oh man ကောလိုက်လားဤကြပွေးတယ်ဟောငါဟမ်ဤကြပွေးတယ်ဆိုပါရော easy ကလီများတယ်ဆိုတော့ပြောတာငယ်တော့ဤကြပွေးတော့ဤကြကွေးတယ်လို့အဲ့ဘာတိတ်ပဲရောဤကြကွေးတယ် easy ကလီတွေများတယ်တဲ့ guys စင်ကြီးတွေလည်းပေးတယ်စင်ကြီးလည်းများတယ်မိုးလိုပေါက်လဲမင်းမဲ oh yes မိုးလိုပေါက်နေတယ်ကောင်မလေးမိုးလိုပေါက်နေမိုးပေါက်တယ်ဆိုအများကြီးပဲပေါက်ကြတာကောင်မလေးအများကြီးရှိတယ်ဆိုရင်မရင်ထဲမှာမင်းမဲ damn guys ဒီလိုမျိုးလုံးဝစာသားတွေကလည်းဒီဖြစ်တယ်တချင်းကလည်းစောင်းရမိုက်တယ်အဲ့လိုမျိုးဒုပညာရှင်တာဒီဘက်ကမှရှားသွားပါ guys ခုနောက်ပိုင်းဆိုဘာလဲသိလားဘာချင်းတွေပဲထွက်လာမှမသိလားဟယ်လိုအိုဘွားကိုရေးတနေကုန်ပြစ်လို့ထားတယ် damn shit brother နင်းဘယ်တော့အဲ့ဒါချင်းနားထောင်မနားထောင်တဲ့လူတွေရှိပါတယ်အန်လဲအန်အောင်မိပါတယ်ကျွန်တော်စတိုရီတစ်ခုပြောပြမယ်ကျွန်တော်လက်ဖေးဆိုင်ထိုင်တော့ဟာလေအဲ့တချင်းတွေကိုထိုင်ပြီးတငယ်ချင်းနဲ့ထိုင်ပလိမ့်တွေတော့ရှိသေးတယ်အဲ့လက်ဖေးဆိုင်အဲ့ဟယ်လိုဘာကိုရေးထားခွင့် damn guys ဒါကျွန်တော်ဒါတိုက်ရိုက်စော်ကားလိုက်လို့ခံစားရဲဒါမှလည်းသူတို့စာသားနဲ့သူတို့ဆိုလဲအပြစ်မမြင်ပါဘူးချစ်ချင်တာပဲသိရနော်ဆိုအဲ့ခဏထားပါအောင်လောတယ်မှာကျွန်တော်ဘေးမကြီးရဲ့အကြောင်းပြောတာ guys ဘေးမကြီးရဲ့နောက်ထပ်နာမည်ကြီးတချင်းတစ်ပုဒ်ရှိတယ်အဲ့ဒါဘာလဲဆို baby I love you baby I love you စာသားတွေကလည်းစောက်ဝန်းဒီတယ် guys တန်စောမမီတယ်ဒီချင်းကိုငယ်တော့အကြောင်းအကလေးမတွေကလိုက်ဆိုကြလူတိုင်းပါဇက်ထဲမှာဒီသချင်းကြီးပဲဆွဲနေကြတယ် guys တမရပြောရင်ကျွန်တော်3 4 လောက်ကဖြစ်မှာတင်းဒီချင်းတော်ကြာကြီးတကယ်ပြောရင် guys 3 4 လောက်ကဖြစ်မှာတဲ့နူညံနဲ့ချစ်ကိုပဲနင်းနဲ့ငါနဲ့ကိုကွယ်ပြောရနော်ကျွန်တော်တို့လို့ရရင်နည်းနည်းရောင်းရတယ်တွေ့တာမြင်မိုက်တော်စင်လေးတွေရစ်ຫນွေတာ oh man ကြာလေးတွဲကြည့်လိုက်တော့ရေးရှိစဉ်းစားလိုက်တော့မင်းကငါ့ဘွားရဲ့ကိုးကွယ်ရာအဖြစ်တစ်ခု damn ဆောင်းမိုက်တယ် guys oh wow ဒီလိုမျိုးဒီတဲ့စာသားတွေကိုဒီဘက်ခေတ်ကနုပညာရှင်တွေအနုပညာရှင်တွေတယောက်မှမေးနိုင်တော့ guys ကျွန်တော်လောင်းရတယ် guys ကျွန်တော်ခွင့်လို့ okay baby I love you ရင်ခုန်တန်နဲ့ထပ်တူမို့ yeah စက္ကန့်နဲ့ချိန်တိုင်းသေယူနေညလဲလဲတန်အဲ့တော့နော်မနိုင်ပြောရင်နော်အဲ့တော့တချင်းတွေအများစုကကတာဘာညာမပါသေးဘူးကပြီးတချင်းဆိုရဲဆိုတာတကယ်ပြောရင်ရဲပိတ်မဲလို့ထင်တယ်နုပညာရှင်တယောက်နေနဲ့တချင်းဆိုရဲအဆိုတော်တယောက်နေနဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘရင်မာကြီးကကေပေါ့လေလို့ပဲကအိုင်းနဲ့တချင်းဆိုတာပင်မခံပြီးတော့ဖြော်ပြပေးတာ guys ဒီလိုဆိုတော့မျိုးကရှားတယ် guys တကယ်ကိုရှားတယ် guys နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ဂျိုင်းသချင်းဖွင့်ပြမှာဟဲလေးနဲ့ဆိုရတဲ့ချင်းတောင်ဝေလေးလို့ညအဲ့ထက်မှာဘရင်မာကြီးကလာရလုံးဝရမ်းမိုက်တယ် guys ဒီလိုဝေးတွေရောပါတယ် what do okay ကျွန်တော်ပြကြီးဘေးမှာတယောက်တည်းကရှယ်ကသူကဘေးမှာကနေမယ်ဟဲလေးကလုံးဝဖတ်မလို့ကြက်ကျောင်းလေအိုဒီဘေးကနေကနေကြည့်လိုက် damn guys yeah ဒီချင်းစောက်ရမ်းမိုက်တယ် guys ကြက်ဘေးမှာကနေတွေ့လဲတော့ဝေးတယ်ရော what do hell အဲ့လိုမျိုးတော့ပါတယ် guys အရမ်းမိုက်တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ပြမယ်ကပြီးတော့သချင်းဆိုတာရောပါတယ်ကျွန်တော်ပြကြက် ready ရောရတယ် guys ဘီယမရဲ့ ready ရောရတယ်တချင်းအစုံရတယ် guys oh my god ဘီယမကြီး wow respect ဆောင်းရမိုက်တယ် guys တကယ်ကိုဆောင်းရမိုက်တယ်ရမ်းမိုက်တယ် guys ဒါကျွန်တော်ကြိုက်ဆိုကျွန်တော်ဘီယမကြီးချင်းတယ်မှာကျွန်တော်ဒီချင်းနဲ့မိုးလိုပေါက်ကိုကြိုက်ဆုံးဖြစ်ပါတယ် guys ရမ်းမိုက်တယ်ဒါတော့ကျွန်တော်မပြောတဲ့ဟာရှိတယ်နော်ကန်းရည်ပြင်းလေးရောနော်ကန်းရည်ပြင်းလေးလားမြန်မာနှိမ့်သက်တဲ့နှလုံးသားကိုရဲ့အဲ့တချင်းတွေလည်းအများကြီးပဲ guys so amazing ပဲ guys ဒါဒီနေ့ကျွန်တော်ပြောပြနေတာဗာလဲဆိုတော့ကျွန်တော်တို့ဘေးမာကြီးကို respect ထားတဲ့အနေနဲ့ဗီဒီယိုလုပ်ပေးလိုက်တာဖြစ်ပါတယ်အဆိုတော့လုံးမယ်လို့စဉ်းစားထားရဆိုရင်ကျွန်တော်တို့ရဲ့ဘေးမာကြီးရှင်းလို့မျိုးအတူရပါ guys ဒါကိုပြောရမှာဒီနေ့ဗီဒီယိုမှာပိုက်ပါကြည့်ပြလို့အောင်ကျေးဇူးတင်ပါတယ် see you guys in the next video peace be gamer wow